လောကလူသားတွေဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိတဲ့ပုဂ္ဂိုလ်နဲ့မရရှိတဲ့ပုဂ္ဂိုလ်မရရှိတဲ့ပုဂ္ဂိုလ်ကများစိတ်နှလုံးအေးချမ်းမှုလို့ရရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲပူလောင်မှုတွေကနောက်ကနေလိုက်လာတတ်တယ်ပေါ့ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့အဆုံးအမတရားတော်တွေဟာနှလုံးစိတ်ဝမ်းအေးချမ်းမှုအတွက်ဥတည်ပြီးတော့လိုက်နာကျင့်သုံးဖို့ဆုံးမထားတဲ့တရားတော်တွေပဲဖြစ်တယ်ဘုရားတရားတော်တွေဟာစိတ်ထဲနှလုံးထဲမှာနှလုံးသွင်းဆင်ញင်လိုက်တာနဲ့စိတ်နှလုံးအေးချမ်းမှုကိုရရှိပြီးတော့သွားကြစိတ်နှလုံးပူပန်ဆင်းရဲမှုတွေကြုံရလို့လောကလူသားတွေဆင်းရဲဒုက္ခတွေအမျိုးမျိုးနဲ့ကြုံတွေ့ရလာတဲ့ဘဝမှာလည်းပဲစိတ်နှလုံးပူပန်နေနဲ့ပူပန်မှုတွေနဲ့နေကြရဘဝတစ်ခုဆုံးသက်သွားပြန်တော့လည်းပဲပူပန်မှုတွေနဲ့ပဲဆုံးသက်သွားချမ်းသာဒုက္ခများလာပါတယ်ဆိုတဲ့နတ်ပြည်ရောက်နေတဲ့နတ်သားနတ်သမီးတွေဟာလည်းစိတ်နှလုံးအေးချမ်းမှုနှလုံးစိတ်ဝမ်းအေးချမ်းမှုဆုံးရှုံးတဲ့အချိန်တိုင်းဆိုတာသူတို့မှာဖြစ်ပေါ်တယ်အမြဲတမ်းနှလုံးစိတ်ဝမ်းအေးချမ်းနေတာမဟုတ်ကာမဂုဏ်အာယုန်တွေနဲ့ပျော်ပါနေတဲ့အချိန်မှာစိတ်နှလုံးအေးချမ်းတယ်လို့လူတွေကထင်ကြပေမဲ့လို့